တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမန္တလေးအောင်မြေသာဆန်မြို့နယ်ဈေးကျော်တော်နဲ့နိုင်စဉ်အနီးကအင်းဝဘဏ်မှာမေလ25ရက်မွန်းလွဲပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့ပြီးတက်ကြကြီးတယောက်သေဆုံးကတယောက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကန်စီကနေသိရပါတယ်။နေ့လယ်12နာရီခွဲလောက်မှာပြည်ကျက်တီအနောက်ရက်ကွက်84လမ်းနဲ့26လမ်းတောင်းရှိအင်းဝဘဏ်မှာလုံခြုံရေးစောင့်နေတဲ့စစ်သားအချင်းချင်းစကားများကအပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။စစ်သားတွေအပြန်အလှန်ပစ်ကြတာဈေးရောဗန်ရောခဏပိတ်ထားရတယ်။ခဏနေတော့လူနာတင်ရင်တွေရောက်လာတယ်။ဒဏ်ရာရလားသေရလားတော့မသိဘူးလို့ပြောလာပါတယ်။အင်းဝဘဏ်မှာလုံခြုံရေးယူနေတဲ့အဖွဲ့ခေါင်းဆောင်တက်ကြကြီးနဲ့တပ်သားတယောက်တို့စကားများရာကနေတပ်သားကတနက်နဲ့အကုန်လုံးကိုလိုက်လံပစ်ခတ်ခဲ့တယ်လို့လပခနဲ့အေးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ဖြစ်တဲ့ရဲဘော်ကလည်းခန်းစားချက်နဲ့တက်ကြကြီးကရသမျှအကုန်ယူပြီးတပ်သားတွေကိုခွဲဝင်မပေးဘူး။ပြောရရင်ဝေစုခွဲရင်စကားများကြတာလို့ပြောပါတယ်။တပ်သားကနာကြီးချက်နဲ့အကုန်လုံးကိုလိုက်ပစ်တာတက်ကြကြီးတည်တယ်ဒုတက်ကြတို့ဦးဒဏ်ရာရတယ်ဖြစ်တဲ့တပ်သားကထွက်ပြေးသွားတယ်လို့သိရပါတယ်။ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ဒဏ်ရာရရှိတဲ့တက်ကြကြီးနဲ့ဒုတက်ကြတို့ဟာတိုင်းစစ်ဌာနချုပ်ခြေဆိုင်ရာနန်းတွဲဆက်စေးရုံကိုပို့ဆောင်ခဲ့ပြီးတက်ကြကြီးမှာတည်ဆုံသွားပြီးဒုတက်ကြမှာပြင်းထန်ဒဏ်ရာတွေနဲ့စေကူတမှုခံယူနေရတယ်လို့သိရပါတယ်။လက်လုံးမှာတနက်နဲ့ပြစ်ခတ်ခဲ့တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေပြီးအောင်မြေသာဆန်မြို့နယ်အတွင်းပိတ်ဆို့ရှာဖွေနေတယ်လို့မြို့ကန်စီကသိရပါတယ်